ဝတ်ထမ်းမိုင်ဆိုတဲ့ဖျားကိုမိသားစုလိုက်အပျော်ခရီးထွက်လို့ရပါတယ်နော်အဲ့ဖျားမှာဆိုလို့ရှိရင်ပျော်စရာတွေလည်းအများကြီးရှိတယ်ကြီးကျူးစရာတွေလည်းအများကြီးရှိတယ်ဖျားကလည်းအရန်တက်ပယ်တယ်မြင်းလဲလေးတွေလည်းစီးလို့ရတယ်နော်မြင်းလဲလေးတွေဆိုလို့ရှိရင်အရန်တဘာဝကျတယ်နော်ဒါကတော့မြင်းလဲလေးပေါ့နော်ရုပ်ထုမြင်းလဲလေးပေါ့အဲ့ဒါကိုသားတလဲဖေတလဲမောင်းနေတဲ့ပုံစံလေးတွေလည်းပေါ့နော်ရိုက်တာပေါ့နော်ကလေးတွေကတော့ပျော်တာပေါ့ကလေးတွေပျော်တဲ့ခီးလေးထွက်ရတာပေါ့နော်မြင်းရတော့တွေ့လားရုပ်ထုမြင်းလေးပေါ့နော်အော်တားလည်းတလဲမောင်းမယ်တားလည်းတလဲမောင်းမယ်မလေးရုပ်တိရှိအောင်သူကလည်းမလေးမြင်းကိုဆွဲတာသူအမပဲရတယ်ဟေးဖုံးကြည့်သလားမမေးနဲ့သူမပဲရတယ်မြင်းလဲလေးတွေမောင်းပြီးတော့သူကအပျော်ဓာတ်ပုံလေးတွေလိုက်ရိုက်မယ်ဆိုပြီးတော့အဲ့ဒီထဲမှာရှိတဲ့ရုပ်ထုလေးတွေကိုလိုက်ပြီးတော့ဓာတ်ပုံရိုက်တယ်လေအော်တွေ့လားဟမရုပ်ကလေးတွေအော်ဒီကောင်လေးကသူ့ကိုစောင်းကြည့်လို့သူကလည်းပြန်စောင်းကြည့်ထားတာမဲလေးမလေးရေခဲမုတ်လူစားနေတာရေခဲမုတ်လူစားနေအမဲမိတ်ဆက်တာခမ်းမွေးနဲ့ကောကင်ကြီးရှားလို့ကွာအော်ကင်မြန်ပြီကွာပြီးတော့ရှိတ်ကင်းလိုက်တာ